လက်ရှိကမ္ဘာဖလားချန်ပီယံကိုဂိုးပြတ်ရှုံးနေခဲ့တဲ့ဘရာဇီးအသင်းအာဂျင်တီးနားအသင်းနဲ့ဘရာဇီးအသင်းကမတ်လ26ရက်နေ့မှာရှင်မြန်ကစားခဲ့ကြတာဖြစ်ပါတယ်အရန်ကိုမြိုင်ဆိုင်တဲ့ကစားပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့အဝါကတ်ဆိုရင်လည်း10ကတ်အထိကိုရှိနေခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်ဘရာဇီးအသင်းဟာအာဂျင်တီးနားအသင်းကိုဒီပွဲစဉ်မှာခြေစွမ်းပိုင်းရောရလက်ပိုင်းရောရှုံးနေခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်ပွဲကစားချိန်4မိနစ်မှာပဲ Everest ရဲ့ဂိုးကိုစတင်ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်ဦးဆောင်ကိုရသွားတဲ့အာဂျင်တီးနားတို့ဟာကစားအားချမသွားပဲပွဲကစားချိန်12မိနစ်မှာအန်ဇိုဖာနန်ဒက်စ်ရဲ့ဒုတိယဂိုးပွဲကစားချိန်26မိနစ်မှာမက်သရူးကဘရာဇီးအတွက်ခြေပါကိုသွင်းယူခဲ့ပေမဲ့လည်း38မိနစ်မှာအလစ်စတာကတတိယမြောက်ဦးဆောင်ဂိုးကိုထပ်မံသွင်းလိုက်ပါတယ်ပထမပိုင်းပြီးမှာတော့အာဂျင်တီးနား3ဘရာဇီး1ဆိုတဲ့ရလဒ်နဲ့ပဲပထမပိုင်းပြီးဆုံးသွားပါတယ်ဒုတိယပိုင်းမှာတော့ဘရာဇီးတို့ခမ်းဘက်ပြန်လာမဲ့ကစားကွက်တွေပြင်ဆင်လာခဲ့မယ်လို့ထင်ခဲ့ပေမဲ့ထင်သားသလိုမဖြစ်ခဲ့ပါဘူးဘရာဇီးဟာ individual ဘိုင်းမှာရော team like ရော team work like ရောအကုန်ရှုံးနေခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာကစားပုံအနည်းငယ်ပိုချမ်းတန်းလာတာကြောင့်အဝါကက်တွေလည်းများလာခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ဘရာဇီးအသင်းကကစားသမား3ဦးထိအလဲလှယ်လုပ်ခဲ့ပြီးတော့အာဂျင်တီးနားအသင်းကတော့2ဦးလဲလှယ်လုပ်ခဲ့ပါတယ်ဘရာဇီးအသင်းကလူစားလဲလှယ်မှု3ဦးထိပြုလုပ်ခဲ့ပေမဲ့လည်း82မိနစ်မှာစီမာဝိုရဲ့ဂိုးကိုထပ်မံခွင့်ပြုလိုက်ရပါတယ်ဒုတိယပိုင်းမှာတော့ကစားသမားအချင်းများမှုနည်းငယ်ရှိခဲ့ပြီးတော့ပွဲစဉ်ကဒီလိုနဲ့ပဲမိနစ်90ပြီးဆုံးသွားပြီးတော့အာဂျင်တီးနားတို့ကပဲ၄ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဘရာဇီးအသင်းက World Class အဆင့်တန်းချန်ပီယံခြေစွမ်းမျိုးရှိမနေခဲ့တာကြောင့်ဘရာဇီးအသင်းကအရေးသေးတစ်ဆင့်နှိမ့်သွားပြီလားဆိုတာမေးခွန်းထုတ်စရာတွေရှိလာခဲ့တာဖြစ်ပါတယ်ဒါလေးကတော့ World Cup Qualification အာဂျင်တီးနားနဲ့ဘရာဇီးတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ